ရဲတွေဖမ်းတာကိုရှောင်ပြေးဖို့အတွက်ဒီတကူဟာကစားကွင်းကခြားရဟတ်တစ်ခုထဲမှာပေါင်းနေခဲ့ပါတယ်သူကစုံတွဲတွဲကိုကျွန်တော်ကဆက်ပြင်သမားပါကျွန်တော်ကိုအရင်သွားခွင့်ပြုပါလို့ပြောလိုက်တော့အဲ့ဒီစုံတွဲကလည်းသူ့အတွက်နေရာကိုချက်ချင်းဖယ်ပေးလိုက်ကြပါတယ်ရဲတွေခင်းဖြစ်ပွားရာကိုရောက်လာတဲ့အချိန်မှာတော့တကူကအပေါ်စီးကနေသူတို့ကိုလှောင်ပြောင်းတဲ့အနေနဲ့လက်လန်းပြနေတာကိုမြင်လိုက်ရပါတယ်ရဲတွေကဆက်မောင်းတဲ့သူကိုခြားရဟတ်ကိုချက်ချင်းရက်ခိုင်းပေမဲ့သူကညှင်းဆန်ခဲ့ပါတယ်တခြားရွေးချယ်စရာမရှိတော့တာကြောင့်ရဲတွေကဆက်ကိုအတင်းအဓမ္မရက်တက်မှုစူးစမ်းခဲ့ပေမဲ့မမျှော်လင့်ထားတဲ့မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်ကျေလောင်တဲ့ပောက်ကွဲတန်ကြီးတစ်ခုထွက်ပေါ်လာပြီးနောက်ခြားရဟတ်စနစ်တစ်ခုလုံးလုံးဝပြတ်ကျသွားပြီးခြားရဟတ်အခန်းလေးတွေအားလုံးလေထဲမှာတွဲလောင်းဖြစ်နေခဲ့ပါတယ်တွဲလောင်းဖြစ်နေတဲ့အခန်းလေးတစ်ခုထဲမှာတော့အောက်ကိုပြုတ်ကျလူဆဲဆဲအန်ရီနဲ့ရင်ဆိုင်နေရတဲ့ကလေးနှစ်ယောက်ပါနေပါတယ်ဝန်ထမ်းတွေကအခြေအနေကိုထိမ့်သိမ်းဖို့စူးစမ်းပေမဲ့အချိန်နှောင်းသွားခဲ့ပါပြီဒီလိုအရေးကြီးတဲ့အချိန်လေးမှာပဲတကူကရှေ့ထွက်လာပြီးကလေးနှစ်ယောက်ကိုကယ်တင်ဖို့စူးစမ်းပါတော့တယ်စောင့်ကြည့်နေတဲ့ပရိသတ်တွေကလည်းအသက်အောင်ပြီးစူးစူးဆိုင်ဆိုင်ကြည့်နေကြပါတယ်ဒါပေမဲ့နောက်ခန်းတစ်ခုကိုအခုမှပဲသူ့ခြေထောက်ချော်ပြီးပြုတ်ကျမလို့ဖြစ်သွားခဲ့ပါတယ်ကံကောင်းထောက်မစွာနဲ့တန်ပေါင်းကိုဆွဲကင်နိုင်ခဲ့ပြီးသူ့ကိုယ်သူပြန်ထိန်းနိုင်ခဲ့ပါတယ်လူအုပ်ကြီးရဲ့အကူအညီနဲ့သူ့အပေါ်ကိုအောင်မြင်စွာတက်နိုင်ခဲ့ပါတယ်အဲ့ဒီနောက်ကျိုးတစ်ခွေကိုယူပြီးခြားရဟတ်မှာတေချာကြီးနောင်ကကြောက်လန့်နေတဲ့ကလေးနှစ်ယောက်စီကိုဖြည်းဖြည်းချင်းချင်းကပ်သွားပါတယ်ဒါပေမဲ့ကောင်မလေးကသူ့ကြောပေါ်ကိုတက်လိုက်တဲ့အချိန်မှာပဲခြားရဟတ်အခန်းရဲ့တန်ကြိုးကရုတ်တရက်ပြတ်ကျသွားပါတော့တယ်သူတို့ချက်ချင်းပဲလေထဲမှာတွဲလောင်းဖြစ်သွားပါတော့တယ်အဲ့ဒီအချိန်မှာအခန်းထဲကကောင်လေးပါပြုတ်ကျသွားခဲ့ပေမဲ့တခိုးကကောင်လေးကိုပြန်ဆွဲထားနိုင်ခဲ့ပြီးသူ့ခြေထောက်ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားဖို့ပြောလိုက်ပါတယ်အဲ့ဒီနောက်ကလေးနှစ်ယောက်လုံးကိုတဲပိုးပြီးကျိုးကိုအသုံးပြုကဖြည်းဖြည်းချင်းအောက်ဆင်းလာခဲ့ပါတယ်သူတို့သုံးယောက်လုံးရဲ့ခြေထောက်တွေမြေကြီးနဲ့ထိလိုက်တဲ့ခဏမှာပဲကြီးမားတဲ့ခြားရဟတ်အခန်းကြီးကဝုန်းကနေပြုတ်ကျလာပါတော့တယ်ကံကောင်းစွာနဲ့ပဲအချိန်မီရှောင်တိန်နိုင်ခဲ့လို့အသက်ရှင်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့အဲ့ဒီလူဟာရဲတွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပေမဲ့သူကလူနှစ်ယောက်ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်ဒီတခိုးဟာပြစ်ဒဏ်လျှော့ပေါ့ခွင့်ရတဲ့နယ်လို့တင်ထင်ပါသလားတဲ့ အမြင်ကိုကွန်မန့်မှာခြံခဲ့ပေးပါ